အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ရွှေကပောင်ဖြစ်ပါတယ် Empowering English သင်တန်းမှာ listening and speaking ကိုတည်တံ့သင်ကြားတဲ့ဆရာတယောက်ဖြစ်ပါတယ်ကျွန်တော်တို့ဒီဗီဒီယိုထဲမှာဒီရှေ့မှာဗီဒီယိုတွေပြတ်ကုန်တယ်ပေါ့နော်အဓိကတော့ adjective clause relative clause ကိုရှင်းပြပေးနေတာပေါ့အဲ့တော့ပြန်ပြီးတော့ recap ပြန်လုပ်ရမယ်ဆိုလို့ရှိရင် adjective clause relative clause ကရှေ့မှာအထူးပြုရမယ် noun တွေရှိတယ်ပေါ့နော်အဲ့တော့အရင်တုန်းကဒီ clause တွေမတိုင်ခင်ကစကားလုံးတစ်လုံးကိုဒီ adjective တစ်လုံးကတွားပြီးတော့အထူးပြုတယ်ပေါ့အဲ့တော့ adjective ရဲ့သဘောတဘာဝငကိုတွေကတဲ့တော့ဘာသာပြန်ရတယ်အဲ့တော့ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့က noun ကိုဒီ clause စာကြောင်းကြီးကနေတွားပြီးတော့အထူးပြုမယ်အဲ့တော့သူ့ကိုဘာသာပြန်တဲ့တော့ ਨੇ ဘာသာပြန်မယ်ရှေ့မှာသင်ငယ်တော်က level 1တွေပေါ့နော်အခု recap ပြန်လုပ်ပေးမယ်ကျွန်တော်တို့ကြည့်ရအောင်အဲ့တော့ဒီမှာဒီလိုစာကြောင်းတွေပေါ့ကျွန်တော် he is the guy who helped me yesterday အဲ့တော့သူပဲတဲ့မနေ့ကငါ့ကိုကူညီတာသူပဲအဲ့တော့သူ့ကိုကြည့်မယ်ဆိုလို့ရှိရင်ရှေ့ကနေ he is the guy ဆိုပြီးနောက်ကနေပြီးတော့ဒီနောက်မှာနောက်ကလာတယ်ပေါ့ adjective clause relative clause စာကြောင်းอ่ะဒီမှာလည်းလို့ပဲ I know the guy အဲ့ဒီကောင်ကြီးကိုသိတယ်ဟောအဲ့ဒီလူကိုသိတယ်အဲ့ဒီကောင်လေးကိုသိတယ် who poops every other 1 hour အဲ့တော့တနာရီခြားစီပေါ့နော်အိမ်နာတက်တဲ့ဤပါတဲ့အဲ့ဒီလူကိုငါသိတယ်every other နောက်က timeline တနာရီခြားစီတစ်ရက်ခြားစီတစ်ပတ်ခြားစီပေါ့နော်နောက်တစ်ခုကဒီ she met a boy who is handsome ဒီမှာကျတော့ adjective နောက်ကပါတယ်ဆိုကြမှာအဓိကတော့ who is handsome ကအ boy ကိုတွားပြီးထူပြတာတယ်ကောင်လေးတယောက်ကိုစုံမိတယ်ကောင်မလေးကကောင်လေးတယောက်ကိုစုံတယ်ဘလို့ကောင်လေးလဲဆိုတော့အရန်ခန့်တယ်ချောတဲ့ကောင်လေးတယောက်ကိုစုံတယ်အဲ့တော့ဒီကောင်က level 1ပေါ့နော် level 1ကအနောက်မှာထားတုံးမယ်ပေါ့ level 2ရောက်လာရင်အဲ့တကားကရှေ့ကိုရောက်သွားတယ်ဥပမာအပြင်ဒီမှာကြည့်မယ်ကျွန်တော်တို့ဒီလိုစာကြောင်းမျိုးတွေပေါ့ဒီမှာ the guy who lives next door is very friendly ငါ့အိမ်နားမှာနေတဲ့ကောင်လေးသို့မဟုတ်လူကြီးကအရန်ဖော်ပြီးနိုင်တယ်အရန်ဖော်ပြီးတာပဲနော်ဒီလိုမျိုးအဲ့တော့ तू က who lives next door ဆိုတဲ့ဒီ adjective clause relative clause စာကြောင်းကြီးကနေကျွန်တော်တို့တကားကြီးသွားအထူးပြုတယ်အဲ့တော့ဒီမှာရှုပ်ထွေးတာတစ်ခါလေရှိတတ်တယ်ဥပမာ next door မပါဘဲနဲ့ who lives လို့ပြောရဲဆိုလို့ရှိရင် lives နဲ့ is ကသွားပြီးနီးကပ်တယ်နီးကပ်တဲ့အချိန်မှာကျောင်းသားတွေတင်တန်းသားတွေကဘာလို့ဖြစ်လဲဆိုတော့ပြားထွက်သွားတာပေါ့နော်ဘာဖြစ်လို့ကတ်တာမဆိုင်ပါဘူးเนาะအဲ့တော့ who lives next door ပဲဖြစ်ဖြစ် who lives ပဲအဲ့စာကြောင်းဖြုတ်ကြည့်လိုက်ရင် the guy is very friendly ဆိုတာမရှိမယ် the guy is very friendly အဲ့ the guy is very friendly ဘလို့ the guy လဲဆိုတာ who lives next door ကသွားပြီးတော့အဲ့ the guy ကိုသွားထုတ်ပြတာအဲ့တော့ငါဘေးအိမ်မှာနေတဲ့ငါအိမ်နာမှာနေတဲ့သူဆိုတာပြောတာပေါ့နော်အဲ့တော့ဘာမှရှုပ်စရာမလို who lives next door ကတကြောင် the guy is friendly ကတကြောင်အဲ့ the guy who lives next door ကသွားပြီးထုတ်ပြတယ်အောက်ကစာကြောင်းဆက်ကြည့်မယ် the teacher who taught me English ဒီနေ့ဘာစကားမှာ touch တွေထွက်ကြပါတယ်နော်ဒီ UG ချအန်တင်းဆောင်ကိုတေချာ strong ဖြစ်အောင်လုပ်အောင်မယ် taught နော်ဒီလိုဖြစ်ကြမယ် the teacher who taught me English အင်္ဂလိပ်ဘာစကားသင်တဲ့အင်္ဂလိပ်စာသင်တဲ့ဆရာမက was amazing အရင်မိုက်တယ်အဲ့တော့ဒီမှာဟိုဒီမှာလည်းအဲ့လိုပဲ who taught me English ကသွားပြီးတတိချကိုထုတ်ပြတယ် level 1မှာတော့နောက်မှာပေါ့နော်ဒီလို noun တွေကနောက်မှာပဲရှိတာနောက်မှာပိတ်ဒီမှာ the teacher who taught me English ဆိုတဲ့ဥစ္စာမှာနေပြီးသွားပြီးတော့အဲ့ the teacher အချိန်မှာ I met the teacher တို့ I saw the teacher တို့ who taught me English ပေါ့နော်ဒီစာကြောင်းမှာကျတော့အဲ့လိုမဟုတ်နောက်မှာရှေ့မှာတင်ထားတယ် the teacher who taught me English was amazing ပေါ့နော်အဲ့တော့ who taught me English က adjective clause စာကြောင်းကြီးအဲ့တော့ဖြောက်ကြည့်မယ် who taught me English ဖြောက်ကြည့် the teacher was amazing ဆိုတာတွေ့ရမယ်ဘယ်လို teacher လဲမင်း who taught me English ပေါ့နော်နောက်စာကြောင်းကျွန်တော်တို့ I like people who always smile ဒီမှာကျတော့ဟိုဘယ်လိုပြောမလို့ဒီကောင်ကတော့ level 1ဖြစ်သွားတာပေါ့နော်ဒီကောင်က level 1ပေါ့တကယ်တော့ level 2ဆိုလို့ရှိရင်တော့ကျွန်တော်တို့က people who always smile are lovely တွေပါပြောလို့ရမှာပေါ့နော်ဒီလိုမျိုးတွေပြောလို့ရမယ်barista ဆိုတာက coffee ဖြော်စရာပေါ့ coffee ဖြော်တဲ့သူပေါ့နော်that made this coffee ဒီ coffee ကိုလုပ်တဲ့ coffee ဖြော်စရာ is handsome အရန်ချောတယ်တဲ့နော်အဲ့တော့ကျွန်တော်ထုတ်ပါပြီအဲ့တော့ပြောချင်တာဘာလဲဆိုဒီမှာက level 2ကိုပြောပြချင်တာ level 2ကဒီလိုရှေ့တင်ပြီးသုံးတယ်ကျွန်တော်တို့ကနော်အဲ့တော့အခုကျွန်တော်တို့ဒီ7တန်းတွေ12တန်းတွေเนาะသင်ရိုးတွေเนาะဒီဘာသာစကားနယ်ပယ်မှာကျယ်ပြန့်လာတာ ਨੇ ဒါကိုအကြောင်းပညာရေးသင်ရိုးတွေမှာလည်းဒါဘာသာစကားပိုင်းတွေပါလာတယ်အခုပြောချင်တာတော့ဘာသာစကားပိုင်းကိုကျွန်တော်ကပြောဘာသာစကားသင်တဲ့ဆရာဆိုဘာသာစကားပဲပြောမှာပေါ့နော်အဲ့တော့ဘာသာစကားပိုင်းမှာကျွန်တော်တို့ဒီ defining clause non defining အခုကျွန်တော်သင်တာကစကားပြောကိုဒီစာကြောင်းနေမြင်ရမယ်ပြောချင်တာပါဒါပေမဲ့အခုပြောမယ့်အပိုင်းက
grammar ပိုင်းနည်းနည်းလေးပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာပေါ့နော်defining non defining clause ပေါ့နော်ရှေ့မှာပြောခဲ့ဆိုပဲသူ grammar လေးနည်းနည်းလေးပါမယ်အဓိကဒီကောင်ကအရေးသားမှာပဲအရေးသားတော့သိရမယ် reading တော့သိရမယ်စကားပြောအတွက် listening တွေမှာဘာတွေသူကစာတွေးနေလည်းဒီကွာခြားတယ် non defining clause defining clause ကွာခြားတာတော့မှစာတွေးကွာခြားတယ်ကျွန်တော်ကစာတွေးကိုလက်တွေ့ကိုစာတွေးလေကျွန်တော်လေ့လာခဲ့ဘူးတယ်အခုတော့လက်တွေ့ဘာသာစကားသင်တဲ့ဒီ listening speaking ဆရာတယောက်ဖြစ်နေတယ်ပေါ့နော်အဲ့ဒါပေမဲ့နှစ်ခုစလုံးကျွန်တော်သိတယ်နှစ်ခုစလုံး point ကိုကျွန်တော်ပြောပြတော့မှာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ကစာတွေ့ပြောမှာစာတွေ့ဆို grammar ပိုင်းပါမှာပေါ့နော်အဲ့တော့ဟုတ်ပြီခုနရှေ့မှာရှင်းပြခဲ့တဲ့အပိုင်းတွေထိကတော့ဒါကျွန်တော်တို့ဒီlistening speaking အပိုင်းပေါ့နော်အခုဒီမှာ writing reading သမားတွေgrammar ပိုင်းဆိုင်ရာပေါ့နော်အဲ့ဒါကိုတိမှစာတွေ့ပိုင်းအောင်တိမှလက်တွေ့ပိုင်းလွယ်တော့မှဖြစ်တော့စာတွေ့ပိုင်းကိုလည်းပြောပေးတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်ကြမယ်အဲ့တော့လွယ်ကူဆုံးရုပ်ရှင်စာပြောရမယ်ဆိုလို့ရှိရင်အပေါ်ကဒီစာကြောင်းလေးကိုကျွန်တော်ကြည့်မယ်ဆို A girlfriend who lives in America sent me a letter စာရေးတယ်ပေါ့ America မှာနေတဲ့ငါချစ်သူကောင်မလေးကစာရေးတယ်ငါ့ကိုနော်နောက်တစ်ကြောင်းကြည့်မယ်ဆိုရင် A girlfriend who lives in America sends me a letter အဲ့လိုပဲ America မှာနေတဲ့ငါချစ်သူကောင်မလေးကစာရေးတယ်ပေါ့နော်ငါ့ကိုစာရေးတယ်ဘာကွာချလဲမင်းကော်မာကွာတာပေါ့လို့ကျွန်တော်ပြောလိုက်မှာပေါ့နော်ဟုတ်တာပေါ့ကော်မာကွာတာပေါ့ဒါပေမဲ့ကော်မာကွာချရတဲ့အကြောင်းရင်ကော်မာဘာကြောင့်ထည့်လဲဆိုတော့အခုဒါ writing region နဲ့ပြောနေတာနော်စာတွေ့ကိုပြောနေတာဒီကောင်သိရင်ဆိုလို့ရှိရင်ကျွန်တော်တို့ကလက်တွေ့ကိုကျွန်တော်တို့သိလာလိမ့်မယ်နော်ပြီးတော့လက်တွေ့ကလုံးဝဒီကောင်နဲ့ဆက်ကျင်မသွားတာအဲ့ဒါတွေလေဒီဗီဒီယိုဆက်ကြည့်မှကျွန်တော်နောက်ပိုင်းမှာတေချာတဲကွဲနားလည်မှာပေါ့နော်အဲ့တော့ဆက်ကြည့်ရမယ်ဆက်လေ့လာရမယ်ဒီတိုင်းဒါကိုနားလည်ပြီးဖြတ်နေလာလို့လည်းမရအောင်သူကအဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က A girlfriend who lives in America sends me a letter က America မှာရှိတဲ့ကောင်မလေးအများကြီးတယောက်ကစာရေးတယ်ဆိုတာဖြစ်သွားလိမ့်မယ်ကော်မာမပါဘူးဆိုရင်ဒီကောင်ကို defining clause ဆိုတော့ define ဆိုတာပေါ်ပြပေးရတာအဲ့တော့ငယ်တော့လို့တွက်ချက်လို့တော့မရဘူးပေါ့နော်နားလေရမယ်စာကြောင်းအဲ့တော့ comma မပါဘူးဆိုလို့ရှိရင် तू က defining clause ဖြစ်တယ်သူ့ကိုပေါ်ပြရမယ်ဘယ်လိုပေါ်ပြရမလဲဘယ်ကောင်မလေးပါညာကောင်မလေးပါလို့ပေါ်ပြရတော့မယ်နော်အဲ့တော့အဲ့လိုပေါ်ပြခြင်းနေဆိုရင် non defining clause သုံးရတယ်အောက်ကစာကြောင်း comma ပါတယ် Who lives in America sends me a letter ဟုတ်ပြီဒီစာကြောင်းမှာ comma ပါရင်လွယ်ကူရွေးရှင်းတာမှတ်မယ်ဆို comma ပါရင် non defining and non defining ဆိုတာဘာဖြစ်လို့ non defining ပေါ်ပြစရာမလို तू ကအမေရိကန်နိုင်ငံမှာရှိတဲ့ဒီသူ့ချစ်သူကောင်မလေးတယောက်ကပဲသူ့ကိုစာရေးတာနော်အဲ့တော့အပေါ်ကကောင်ကြတော့အများကြီးတယောက်ကစာရေးတယ်ဖြစ်သွားလိမ့်မယ်အဲ့တော့အမေရိကန်မှာနေတဲ့ကောင်မလေးအများကြီးတယောက်ပေါ့အများကြီးတယောက်လို့အထိပ္ပယ်မပါဘဲနဲ့အများကြီးတယောက်သူရှိသားတွေအများကြီးထားတာအဲ့ထက်ကတယောက်ကသူ့ကိုစာရေးတယ်ဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့လောက်ထိအထိပ္ပယ်ကွာခြားပါတယ်အဲ့တော့ defining က comma မပါဘူးမပါရင်ပေါ်ပြရမယ်ဘာတူပါလဲဆိုတော့အဲ့ပေါ်ပြတဲ့ comma ခံတဲ့စာကြောင်း non defining လို့ခေါ်တယ်ပြန်ပြောပါမယ် comma ပါရင် non defining comma မပါရင် defining comma မပါတဲ့အကြောင်းရင်းကျွန်တော်တို့ကမတိကြဘူးမရေးကြဘူးပေါ့နော်မရေးရဘူးမတိကြဘူးပေါ့နော်ဟုတ်ပြီဒီကောင်ကကျွန်တော်တို့ရှေ့မှာတင်သွားတဲ့ level 2 a girlfriend ရှေ့တင်ပြီးသုံးထားတယ်နောက်မှထားပြီးလဲကျွန်တော်တို့သုံးလို့ရတယ်ဥပမာ she lives with the girl ကောင်မလေးတယောက်နဲ့နေတယ်တဲ့ဒီကောင်မလေးကဘလို့ကောင်မလေးလဲဆိုတော့ who is very kind အရန်ကျင်တာတဲ့ဂယူးဆိုင်တဲ့ကောင်မလေးနဲ့နေတယ်ဟုတ်ပြီအပေါ်ကစာကြောင်းက define နေကောင်မမပါဘူးဒါကတော့နားလည်သွားပြီဆိုတော့နောက်ကစာကြောင်းက non define နေဖော်ပြစရာမလိုအဲ့တော့အပေါ်ကစာကြောင်းအတိုင်းတာကျွန်တော်တို့ကကြည့်မယ်ဟေ့ဆိုလို့ရှိရင်ဘယ်ကောင်မလေးတယောက်နဲ့နေတယ်ဘယ်ကောင်မလေးမှမသိဘူးအဲတူမနေခင်ရွေးချယ်တဲ့ကောင်မလေးအများကြီးတယောက်ဆိုတော့ပြောချင်တဲ့အကြောင်းအရာဝေဝါးနေတဲ့သဘောမှရှိတယ်အောက်ကစာကြောင်းအဲ့လိုမဟုတ်ဘူးသူတယောက်တည်းပဲရွေးချယ်ရဖြစ်မယ်ဒါမှမဟုတ်သူပြောချင်တဲ့ကောင်မတယောက်ဖြစ်နေမှာတိကျနေတဲ့စောင်းတာပေါ့နော် non define နေပို့ပြီးတိကျတယ်နော်အဲ့လိုလေးကျွန်တော်မှတ်ထားဟုတ်ပြီအဲ့တော့ကျွန်တော်တို့နောက်မှကျွန်တော်ဆက်ကြည့်ပါမယ်နောက်မှကြတော့ကျွန်တော်ကဘာပြောချင်တာလဲဆိုတော့ဒီမှာကြတော့ဒီအဖြစ်မှာစာကြောင်းမှာကျွန်တော်တို့က A girlfriend who lives in America မှာ who lives in America ဆိုတဲ့စာကြောင်းမှာ subject က girlfriend ဖြစ်နေတယ်ရှေ့ရစာကြောင်းမှာကျွန်တော်ဒါပေါ်ဝိုင်းနေပြတော့ရှေ့နောက်ကိုသွားလို့မရအောင်အဲ့တော့ပြောချင်တာ A girlfriend who lives in America ဆိုတဲ့စာကြောင်းမှာ who lives in America မှာ who ပြီးတာနဲ့သူကတချို့စာကြောင်းတွေဒီစာကြောင်းမှာဆိုတော့ဒါ who ပြီးတာနဲ့ he လိုက်တယ်ပေါ့နော်ဟိုမှာကျတော့အဲ့လိုမဟုတ်ဘူး who ပြီးတာနဲ့ fat လိုက်ထားတယ်အဲ့တော့သူ့ရဲ့ subject က girlfriend ရှေ့ရောက်နေတယ်ဒီလိုကောင်မျိုးမှာကျွန်တော်တို့က defining ပဲဖြစ်ဖြစ် non defining ပဲဖြစ်ဖြစ်ရှေ့ရစာကြောင်းနော်ဒီစာမျက်နှာမဟုတ်ဘူးရှေ့ရကောင် girlfriend who lives in America မှာ non defining ပဲဖြစ်ဖြစ် defining ပဲဖြစ်ဖြစ်
ကျွန်တော်တို့က who ပဲတော့ခံပြီးသုံးလို့ရတယ်အခုဒီစာကြောင်းမှာဆိုလို့ရှိရင် a girlfriend who really loves ဆိုတဲ့စာကြောင်းမှာ sense မြေ letter ဆိုတာဒါ defining တေချာပါပြီဒီစာကြောင်းကြီး defining ကော်မာမပါဘူးဒါ you တန်းတွေးလိုက်ဟုတ်ပြီရပြီဒုတိယစာကြောင်းက non defining အဲ့မှာဘာကွာသွားလဲဆိုတော့ a girlfriend who he really loves ဆိုတဲ့ဥစ္စာလေးစာကြောင်းလေးဟိုဒီဟာကိုကျွန်တော်ကတင်ကျင်တာဖြစ်တဲ့အတွက်ဒီပုံစံလေးပြထားတာပေါ့နော်အဲ့တော့အဲ့မှာ who he really loves မှာ who တော့မဟုတ် who ပြီးတာနဲ့ whom ပြီးတာနဲ့ဘာဖြစ်သွားလဲဆိုတော့ subject ပါလာတယ် object ကပျောက်နေတယ်ရှေ့ရောက်နေတယ် girlfriend စာတွေ့လည်းဖြစ်တယ် reading လည်းဖြစ်တယ် grammar ဘိုင်းကိုလည်း strong ဖြစ်ခြင်းဒါမှမဟုတ် grammar ဘိုင်းနဲ့ပတ်သက်ပြီးအမှတ်ရခြင်းနဲ့အကြောင်းမျိုးနဲ့ပေါ့နော် formal ဖြစ်ခြင်းနဲ့ grammar အမှတ်ရခြင်းနဲ့အကြောင်းမျိုးပေါ့နော်စာမွေးတက်စီမှာအမှတ်ရခြင်းနဲ့စာရေးတဲ့အချိန်မှာ formal ဖြစ်ခြင်းနဲ့အစရှိတဲ့ဖြင့်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီလိုပုံစံတိုင်းရေးရမယ်အဲ့တော့သူကစာကြောင်းမှာ a girlfriend who he really loves မှာရှေ့ရစာကြောင်းလို့ a girlfriend who lives in America မှာသူက subject က a girlfriend ရောက်နေတော့ပြဿနာမရှိဘူး non defining ပဲဖြစ်ဖြစ် defining ပဲဖြစ်ဖြစ်ကျွန်တော်တို့ who သုံးလို့ရတယ်ရှေ့ရစာကြောင်း a girlfriend who lives in America မှာဒီမှာကျတော့သူက who he really lives မှာ who ပြီးရရင်တော့ subject ပါလာပြီးမှာ object ပြောက်ပြီး object က girlfriend နေရာရောက်နေတာဖြစ်တဲ့အတွက်အဲ့လိုမျိုးစာကြောင်းမှာကိုကသုံးကျင်တဲ့စာကြောင်းရေးကျင်တဲ့စာကြောင်းက non defining ဖြစ်နေ who ပြောင်းပေးရတယ်ပြန်ပြောပါမယ် a girlfriend နော်စာကြောင်းမှာ तू က object ဖြစ်နေတယ် girlfriend loves ကနောက်မှာပုံမှန်အားဖြင့်ကလူလိုက်တယ်အဲ့ girlfriend ကရှေ့ကိုရောက်နေတယ်နော်ရှေ့ကိုရောက်နေတယ်အဲ့ရှေ့ကိုရောက်တာဖြစ်တဲ့အတွက် defining မှာတော့ပြဿနာမရှိဘူး who ပဲသုံးတာဖြစ်တဲ့အတွက်ပြဿနာမရှိဘူး girlfriend who really loves sends me a letter ဆိုပြီးဒါပြဿနာမရှိဘူး non defining မှာတော့အဲ့လိုမရဘူး object ကရှေ့ရောက်နေတယ်ဆိုရင် who ခံသုံးပေးရတယ်ဒါပါပဲနော်ကျွန်တော်အဲ့လိုပဲအောက်က Sabrina lives with a girl စာကြောင်းမှာလည်းအဲ့လိုပါပဲအဲ့တော့ who she wants to be by her side သူမဘေးနားမှာရှိနေခြင်းနဲ့ comma လေးနဲ့ तू ကနေတယ်အဲ့စာကြောင်းက defining clause ဖြစ်တယ်အဲ့တော့ who ပဲသုံးထားတယ်နော်အဲ့တော့ပုံမှန်အားဖြင့်အဲ့ကောင်မလေးကို तू ကနေစေချင်တာအဲ့တော့စာကြောင်းကပထမနားလည်ရမှာချက်က want someone to be တို့မဟုတ် to do something ဆိုတာနေလူတစ်ယောက်ကိုရှိစေချင်တာလုပ်စေချင်တာအဲ့စာကြောင်းကိုနားလည်ရမယ်တစ်ချက်နားလည်သွားပြီဆိုရင်ဒီကောင်ကိုနားလည်ပြီအဲ့တော့အဲ့ a girl ကဘယ်နားမှာဝင်ရမှာလဲဆို she lives with the girl အဲ့ a girl က once နဲ့ဒီ to be ကြားထဲဝင်ရမှာဒါပေမဲ့ तू က object ကိုရှေ့တင်ပြီးတော့အထူးပြုထားတာဖြစ်တဲ့အတွက်ပြီးတော့ non defining လည်းဖြစ်တာဖြစ်တဲ့ whom လည်းသုံးထားတယ်အဲ့တော့ Sabrina lives with the girl whom she wants to be by her side အဲ့တော့သူမနေစေခြင်းနဲ့ comma လေးနဲ့ Sabrina နေတယ်ဟုတ်ပြီဒီစာကြောင်းတွေမှာကျွန်တော်တို့က defining ဆိုရင် comma မလို့ဆိုတာသိတယ် non defining ဆို comma လို့တယ်အဲ့ non defining စာကြောင်းမှာမှ object ကရှေ့ကိုရောက်နေတယ်ဆိုလို့ရှိရင် non defining စာကြောင်းမှာ whom သုံးပေးရမယ် defining စာကြောင်းမှာတော့ whom ဆိုတာမရှိဘူး who ပဲသုံးလို့ရတယ်နော်အဲ့တော့ကျွန်တော်နားလည်မယ်ထင်ပါတယ်နားမလည်ဘူးထင်လို့ရှိရင်ကျွန်တော်တို့စက်ကြည့်ပေါ့နော်ဟိုစက်ကြည့်ဆိုတာစက်နားထောင်ပြန်နားထောင်ကြည့်ပေါ့ကျွန်တော်နောက်တစ်ခုမှလည်း that which ကိစ္စကိုဆက်ရှင်းပြသွားပါမယ်နော်ကျွန်တော် that which